လာပါ E4 Legends MM Channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ 1vs1 ဘယ်လိုကန်ရမလဲဆိုတဲ့မိထားညီကိုအတွက်ကျွန်တော်ပြသပေးလိုက်ပါတယ်ဒီဆုံး mask ကိုနှိပ်လိုက်ပါ mask ကိုနှိပ်ပြီးတော့ပေါ်တောင်နောက်မှာရှိတဲ့ frame mask ရဲ့ cloud လေးကိုတစ်ချက်နှိပ်ပေးပါ frame mask ရဲ့ cloud လေးကိုတစ်ချက်နှိပ်ပေးပြီးလို့ရှိရင်ဒီဘက်တောင်မှာ create 1vs1 mask run ဆိုတဲ့နေရာလေးကိုတွေ့ပါလိမ့်မယ်အဲဒီနေရာလေးကိုကျွန်တော်တို့တစ်ချက်နှိပ်ပေးလိုက်ပါမယ်ခင်ဗျာနှိပ်ပေးပြီးတော့ဒီလိုလေးပေါ်လာလို့ရှိရင်ဒီဘက်အောက်တောင်နောက်မှာရှိတဲ့ CREAT create ဆိုရဲခလုတ်လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါနှိပ်ပေးပြီးလို့ရှိရင်အခုလိုပေါ်လာပါလိမ့်မယ်အပေါင်းလက္ခဏာလေးနဲ့ invite ဆိုတဲ့နေရာလေးကိုကျွန်တော်တို့တစ်ချက်နှိပ်ပြပါမယ်အဲဒီနောက်မှာကိုမိတ်ဆွေတငယ်ချင်းတွေရှိပါတယ်သူတို့ဖိုက်ပြီးတော့ခေါ်ပြီးတော့ကန်လို့ရနိုင်ပါတယ်ကျွန်တော်နှိပ်လိုက်ပါမယ်နေပြီလို့ရှိရင်အခုလိုမျိုးကိုတငယ်ချင်းတွေပေါ်လာတယ်ကိုမိတ်ဆွေပေါ်လာတဲ့အခါမှာအဲ့ဒီလူခေါ်ပြီးတော့ကန်လို့ရပါတယ်ခင်ဗျာပြီးလို့ချင်း message တွေနဲ့ဝင်မယ် message တွေနဲ့မှာကျွန်တော်တို့လူစားလဲတာတွေကျွန်တော်လူစားလဲဖို့အတွက်အချိန်တွေကိုကျွန်တော်တို့ပြောင်းပြပါမယ်ကျွန်တော်တို့ချင်းချင်းကန်လို့ရှိရင် Iceland ဖြစ်ဖို့အတွက်မြားထောင်ဖို့အတွက် Iceland club တွေဖွင့်ပြပါမယ်ကျွန်တော်တို့လူစားလဲလို့ရှိရင်6ယောက်ဒီလဲနေအောင်ကျွန်တော်တို့6ကိုပြောင်းထားလိုက်ပါမယ်ကျွန်တော်ပြောင်းပြီးလို့ရှိရင်ကျွန်တော်လူစားလေးတဲ့အချိန်ကိုလည်းကျွန်တော်တို့6မိနစ်လောက်ထိကျွန်တော်တို့ပြောင်းထားလို့ရပါတယ်ပြီးလို့ရှိရင် +1 sets in extra time ဆိုလဲကျွန်တော်တို့အချိန်ပို1မိနစ်ကိုလည်းကျွန်တော်ဖွင့်ထားပါမယ်ဒီမှာ Iceland အများထားမှုအတွက် home away condition ကိုနှစ်ခုလုံး Iceland ထားပေးပါမယ်အားလုံးစင်ပြကြမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ E4 Legends MM Channel လေးကိုလည်း subscribe လုပ်ထားပြီးမမေ့နဲ့နော်အားလုံးစင်ပြကြပါသည်ခင်ဗျာကျွန်တော်အားလုံးစုံမကောင်းတောင်းပေးပါတယ်ကျွန်တော်ပါချမ်းသာကြပါသည်ခင်ဗျာလို့ကျွန်တော်ဆုမကောင်းတောင်းပေးပါတယ်